ဗျာနော်ခုစားပြီပါအိုးလိုက်တာကိုချက်တော့မတူဖိုးအိုးပါပဲဗျာဒီကမဒီနောက်ပါနဲ့ဟုတ်တယ်ဒီနော်ဘာမှစားရတော့ပြန်ဝါအောင်းလိုက်ကြဗျာဘုံပါဗျာဖိုတိုတပ်တာကိုကလည်းအမကအောက်ကိုချောင်းနဲ့နောက်သိဟေးဒါနဲ့မပေါ့ဘူးဟုတ်ကဲ့ပါနော်လောင်းရှိရအော်လေအော်လိုက်ပါအော်ရဒီနာတို့မောင်နော်ဝဲသုံးတက်နေသူချိန်သွင်းပါဘူးတော်တော့ကဲမဲ့သူဖိုးနဲ့ကိုချီကောင်းစားပြီးထိုးထားတယ်ခုတာယာလေးပဲပြီးထားပြီမတင်ထားတယ်ကောင်းပါတယ်ငကားကြီးနော်ဒီပွဲချိန်တော့နော်ဇက်ချိန်နဲ့တင်မယ်ဗျအားရတော့လက်ရှိနေသားပါသူ့ရဲ့တောင်မှန်ကြီးကတော့မိုးပေါ်မှာတော့ဘာသာရှိတယ်နော်ရှိရရင်လည်းမတူနေတဲ့ခါကျတော့နော်အိတ်ငိုက်နေနေဖြစ်တယ်ဗျဒါကြောင့်မလို့သွေးလေးမအေးအောင်နော်ကျွန်တော်စကားလေးနည်းနည်းပြောပြပါမယ်အခုထိုးရတယ်ဒါညမထားပြီကောင်းပါလေပါလာပြီထွက်တယ်ဗျာဒါကဲနီးပြတွေရဲ့ခံခန္ဓာကိုဒီချိန်မှာကြည့်ရမယ်ဗျာApa?